ဒီကဘာကနေပြန်ပြီးတော့နောက်ဆုံးတွက်လိုက်ရင်94ကဘာတကဘာရဲ့အကြာဟာအမှန်တမ်းရှိလျားတယ်အဲ့ဒီ94ကဘာမှာတိဋ္ဌထအမည်ရတဲ့ဘုရားသခင်ပွင့်တော်မူခဲ့တယ်တိဋ္ဌထဘုရားရှင်ပွင့်တော်မူတဲ့အချိန်လေးပါသူဟာလူဘဝမရောက်သေးဘူးစန္ဒဘာဂဆိုတဲ့မြစ်ထဲမှာသူကမိချောင်းကြီးတစ်ကောင်ဘဝနဲ့အဲ့ဒီမှာရသော်ဘုရားပွင့်တဲ့အချိန်မှာသူကမိချောင်းဘဝရောက်တယ်နော်တန်တရားရဲဆိုတာမတမကြောက်စရာတော့ကောင်းတယ်မိချောင်းဘဝရောက်နေတယ်သို့တော်လဲလူဆိုတာတရိစ္ဆာန်ပဲဖြစ်ပါပဲဖြစ်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာတရိစ္ဆာန်ဖြစ်လေစိတ်ကောင်းနှလုံးကောင်းရှိတတ်တယ်စိတ်ကောင်းနှလုံးကောင်းရှိတတ်တယ်အဲ့တော့စိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုတာလူဖြစ်လေစိတ်ကောင်းနှလုံးကောင်းမရှိဘူးအခုလူတွေထဲမှာလည်းလိုက်ကြည့်ခိုးဆိုးတိုက်ခိုက်ပြီးစိတ်ကောင်းနှလုံးကောင်းမရှိတဲ့လူတွေရှိတယ်လို့ကိုယ်အေးဆေးဆေးစိတ်ကောင်းနှလုံးကောင်းနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့တယောက်နဲ့တယောက်ဇယိုက်ချင်းကမတူကြဘူးဇယိုက်ဆိုးတွေနဲ့လောကမှာအမိုက်မျိုးတွေကပိုများတယ်ပေါ့လူထဲမှာလည်းဇယိုက်ဆိုးရှိတယ်တရိစ္ဆာန်တွေထဲမှာလည်းဇယိုက်ဆိုးတွေရှိတယ်နော်ဇယိုက်ဆိုးတွေအဲ့သူကမိချောင်းဖြစ်ပေမဲ့လို့အကောင်မလောင်နေတော့သူ့ရဲ့ဘဝဘေးအာဟာရအရာမိချောင်းဆိုတာချက်ပြုတ်စားတာမှမဟုတ်တာထမင်းစားတဲ့အကောင်မှမဟုတ်တာအဲ့တော့သူ့ရဲ့ဘဝဘေးကတော့သူလက်လန်းမိတဲ့တရားသတ်ဆာမှာပဲပေါ့ဒါသို့တော့သူစိတ်ကောင်းနှလုံးကောင်းရှိပုံလေးကဘယ်လိုတော့ဆိုရသော်ဘုရားသခင်ကိုရောမြတ်တိဋ္ဌထဘုရားရှင်ကစန္ဒဘာကမြေကမ်းနားမှာဟိုဘက်ကန်းကူဖို့ကြွလာကန်းထိပ်မှာရက်နေတာဒီမိချောင်းကရုတ်တရက်မြင်လိုက်တဲ့အခါသူတော်စင်သူတော်မြတ်ဆိုတာသူ့စိတ်ထဲမှာသိလိုက်တယ်ပေါ့သိလိုက်လို့သူဘာလုပ်ပေးနိုင်တယ်လဲလူဆိုတာတော့တယောက်နဲ့တယောက်ဒီလူပဲဖြစ်ကုညီခြင်းတဲ့စိတ်ဆိုတာပေါ်လာတတ်တယ်ပေါ့လူတော့ကဖြစ်ခဲ့တဲ့စိတ်တွေဟာတရိစ္ဆာန်ဘဝမှာလည်းပဲရှိလာတတ်တယ်အဲကြောင့်မို့တိဋ္ဌထဘုရားရှင်ဟိုဘက်ကူးခြင်းလို့နဲ့တူတယ်လို့ဆိုပြီးဒီမိเจ้าကြီးကကန်းစာတက်လာပြီးတော့မြတ်စွာဘုရားရှင်မှာငြိမ်ငြိမ်သက်သက်ဝတ်တွားပြီးတော့နေတာမြစ်ဘက်ကိုခေါင်းလှည့်ပြီးတော့ထားအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ရဲ့စိတ်ဆန္ဒကိုသိတယ်သူကဘုရားဟိုဘက်ကြွခြင်းလို့နဲ့တူတယ်သူကုသိုလ်လုပ်မယ်ပေါ့မြန်မာတွေရဲ့ဇလန်းတွေထဲမှာလည်းငမိုးရိပ်ဆိုတာရှိတယ်လေငမိုးရိပ်မိချောင်းဆိုတာသူကတော့ဗိုက်ထဲငုံသွားတာဒါကတော့ကြောပေါ်တင်သွားတာနော်အဲ့ဒီဘုရားသခင်တိဋ္ဌထဘုရားရှင်ဟိုဘက်ကန်းကိုသူပို့ခြင်းကုသိုလ်ယူခြင်းတယ်ပေါ့တော့ကုသိုလ်ယူခြင်းတဲ့စိတ်ဆိုတာလူတိုင်းမှာလည်းမဖြစ်ဘူးတရိစ္ဆာန်ဆိုတာဖြစ်ဖို့ရအလွန်ခဲတယ်ကုသိုလ်ယူခြင်းတယ်ကုသိုလ်ယူခြင်းတော့ဘုရားရှင်မှာအမှုရာနဲ့ဘုရားရှင်မှာမိချောင်းကြီးကကမ်းပေါ်မှာတက်လာပြီးတော့အမှုရာနဲ့ပြမြတ်စွာဘုရားကသူ့ဆန္ဒပြေဝအောင်သူ့ကြောပေါ်တက်လိုက်ဘုရားသူ့ကြောပေါ်တက်ရင်တော့မိချောင်းကိုအလွန်ကျမ်းတာကိုခြေတော်တွေပါတွေစူးမှာပဲသိချတယ်နော်မိချောင်းကိုဆိုအလွန်ကျမ်းတယ်အဲ့တော့မိချောင်းပေါ်တက်လိုက်တဲ့အချိန်မှာသူကမြတ်စွာဘုရားကိုပင့်ပြီးတော့လှေသင်းမောကြီးလိုပဲဟိုဘက်ကန်းကိုတက်တက်လက်လက်ကူးသွားပြီးတော့ဘုရားကိုဟိုဘက်ကန်းရအောင်ပို့လိုက်တယ်ဒါသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းတမန်အပြည့်ကြည့်မယ်ဆိုရင်တိရစ္ဆာန်တကောင်ကဒီလိုလုပ်ပါမလားလို့မေးကောင်းမေးစရာရှိတယ်သို့တော့အာဥပ္ပယ်ကောင်းတဲ့တိရစ္ဆာန်တွေဟာလောကကြီးမှာရှိတယ်ထူးထူးခြားခြားလူသားတွေကိုကူညီတဲ့တိရစ္ဆာန်မျိုးနော်အဲ့ဒါမျိုးတွေကရှိနိုင်အဲ့တော့သူကလည်းဒီလိုမြတ်စွာဘုရားကိုဟိုဘက်ကန်းကိုပို့ပေးလိုက်ရတဲ့ကုသိုလ်သူကဝမ်းသာကျေနပ်မှုတွေဖြစ်တယ်အဲ့ဒါသူ့ဘဝမှာကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုသူလုပ်ဖြစ်သွားတယ်ခန္ဓာကိုယ်ယဉ်တည်ပြီးတော့မြတ်စွာဘုရားကိုဟိုဘက်ကန်းရောက်ပို့လိုက်တယ်အဲ့ဒီကနေပြီးကောင်းရာသုဂတိဘုံတွေရောက်ပြီးဟ
64ကဘာလွန်မြောက်တဲ့အခါမှာအဲ့ဒီလိုမိချောင်းကြီးကမြတ်စွာဘုရားကိုဟုတ်လားပို့လိုက်တဲ့အခါမှာမြတ်စွာဘုရားကဒီမိချောင်းတိရစ္ဆာန်ပဲဖြစ်ပေမဲ့လို့သူ့ရဲ့စိတ်ဆန္ဒသူ့ရဲ့လှုပ်ဆောင်ချက်ကိုကြည့်ပြီးတော့သူ့ကိုဘာပြောခဲ့တယ်လဲလို့ဆိုလို့ရှိရင်အေး62ကဘာလွန်မြောက်ရင်တော့သူဟာအမတဆိုတဲ့မတရားတရားကိုရရှိနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်မှာပဲလို့ဖြစ်လိမ့်မယ်လို့ရသော်ဗျာဗျာဒိတ်စကားမိန့်ကြားသွားတယ်ဒါစိတ်ဆန္ဒကိုကြည့်ပြီးတော့ရသော်ဗျာဗျာဒိတ်ပေးလိုက်တဲ့သဘောပေါ့နော်ဗျာဒိတ်ကြားသွားတယ်အဲ့ဒါနဲ့တန်တရားထဲမှာကျင်နေပြီးနောက်ဆုံး60ကဘာလွန်မြောက်လာတဲ့အခါမှာတာဝတိဂေါရမဗုဒ္ဓပွင့်တော်မူလာတဲ့အခါမှာတာဝတိမြို့မှာပုံနာမြို့မှာလာပြီးတော့ဖြစ်တယ်ပုံနာသာလာဖြစ်တော့သူ့ကိုဥဒ္ဒိယလို့နာမည်ပေးထားဥဒ္ဒိယဆိုတဲ့အမည်နာမနဲ့သူဟာထင်ရှားဖျားပြတဲ့အတိုင်းပဲသူ့ရဲ့ဝါသနာပါတော့ဆိုတေတတ်တဲ့တရားတွေကြားထဲမှာမသေးတာကိုရှားခြင်းတယ်ဒါကိုသူစိတ်ထဲမှာရှားခြင်းတယ်မသေးတဲ့နီလန်းများရှိမလားလို့ရှားခြင်းအဲ့ဒါကိုရှာဖွေဖို့ရအတွက်သူဘာလုပ်တုံးဆိုအရွယ်ရောက်တဲ့အခါမှာပရပိုက်တွေရဲ့အတိုင်းဝိုင်းဝင်ပြီးပရပိုက်ဘာသာဝင်ပရပိုက်ယဟန်ပြုခဲ့တယ်မသေးရာကိုရှာဖို့ပရပိုက်ဘာသာဝင်ရှင်သာရိပုတ္တရာအလောင်းတို့ရှမောကလန်အလောင်းတို့ဟာလည်းပဲဒီလိုပဲပရပိုက်ဘာသာတွေမှာဝင်ခဲ့ကြတယ်သူလည်းပဲပရပိုက်တူလုပ်ပြီးတဲ့အခါမှာပရပိုက်တွေစီကပညာသင်လို့မသေးရာနိဗ္ဗာန်သူတို့မသေးတဲ့နေရာအမတဆိုတာရှာဖို့သူစ조사အားထုတ်ခဲ့တယ်ပေါ့နော်အမတရှာဖို့ရစ조사တယ်အဲ့ဒါလိုစ조사ရင်ရှာဖွေရင်နဲ့သူတွေ့လာဆိုမတွေ့ဘူးသေးဘူးအဲ့တော့သူနဲ့ပတ်သက်တဲ့ပရပိုက်ဘဝနဲ့သူဟာဂေါရမဗုဒ္ဓနဲ့တစ်ခါဆုံးတယ်ဒီနာမည်နဲ့သုတ်တန်တစ်ခုရှိတယ်ပေါ့သူပဲဖြစ်နိုင်စရာရှိတယ်အဲ့တော့ပရပိုက်တွေမှာသူတို့ကညဉ့်နဲ့ခုံတာတွေများတယ်လူရဲ့မတူတဲ့အမြင်တွေပေါ်မှာညှင်းခုန်တွေရှိကြတယ်အဲ့တော့ဒီဥဒ္ဒိယပရပိုက်ဟာတခါမြတ်စွာဘုရားစီရောက်လာတယ်မြတ်စွာဘုရားစီရောက်လာပြီးတော့ဒီမြတ်စွာဘုရားကိုမေးခွန်းနေမေးသူတို့မေးနေကြမေးခွန်းနေပဲမေးနေကြမေးခွန်းတွေကဘာလို့ဆိုတတ္တတောလောကောလောကကြီးကမြဲသလားအတ္တတောလောကောလောကကြီးကမမြဲဘူးလားတော့လောကကြီးကထာဝရလားထာဝရမဟုတ်ဘူးလားဆိုဒီလိုမေးခွန်းနေနောက်တန်စီဝံတန်တရိတံဇီဝနဲ့တရိတာဟာတူတူပဲလားညာတော့အဖြစ်ဗမာရီတောင်ကြည့်လေလိပ်ပြာတို့ဝိညာဉ်ကောင်တို့ဆိုပြီးတော့ဘောရီဆိုတဲ့ဒီတရိရာကြီးပျက်စီးသွားတဲ့အခါဝိညာဉ်ကောင်ကထွက်သွားပြီးတဏှာဝင်စားတယ်ဆိုတာအဲ့ဒီလိုဟာမျိုးတွေပေါ့နော်ဘောဒီနဲ့ဒီတရိရာနဲ့ဇီဝတူသလားသို့မဟုတ်တခြားစီလားဆိုတရားတွေကသိပြီးတဲ့နောက်မှာပြန်ဖြစ်သလားသို့မဟုတ်ပြန်မဖြစ်ဘူးလားသို့မဟုတ်တချို့ကတော့ဖြစ်တယ်တချို့ကမဖြစ်ဘူးလားသို့မဟုတ်ဖြစ်တာလဲဖြစ်တယ်လို့လဲဆိုနိုင်တယ်သို့မဟုတ်မဖြစ်ဘူးလို့လဲဆိုနိုင်တယ်ဘယ်အရာကိုမှတိတိကျကျမပြောတဲ့အတွေ့အမြင်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုသွားမေးတယ်ဒါတွေကအဲ့ဒီခေတ်ကဖျားမဖြေတဲ့မေခွန်း10မျိုး10မျိုးလေမြတ်စွာဘုရားမဖြေတဲ့မေခွန်း10မျိုးရှိ